စစ်စအုပ်မင်းလိုက်ကိုပေါ်လာတော့ အားလုံးပဲမင်္ဂလာပါဒီနေ့ကတနင်္လာနေ့ဧပြီလ29ရက်2029ပြပါတယ်အခုကျွန်တော်တို့ရောက်ရှိနေတဲ့နေရာတော့တောင်ကြီးကိုတူပြီးမှ6လမ်းသွား4လမ်းသွားလာ6လမ်းသွား6လမ်းသွားတော့ပြပါတယ်မဲရင်အပြန်ပြပါတယ်ကြည့်ကြပါဦးမလာပါနဲ့ဘယ်လိုပြောင်းမ